예, 니네로 보이로 이제가 무슨 런이 너? 무슨 런이 비암 그러면 방각 거 연체라면 이제 방각 탭이 루시에 바라다가 아미에다운 이거 바라다가 잉글리스가 뜻하지 잉글리스가 말레이시아가 나래 말레이시아가 뭐고 디마로 꼬에 파스와 꼬에 파스와 야이테ပတ်စံထုတ်တာတော့အရင်ရှိကြတဲ့ဂျိုပြောပြီးတော့ပါကြီးပတ်စံထုတ်တာတော့တိတ်မခတ်ပါဘူးကိုလိုချင်တဲ့မော်လေးရှိလို့ရှိရင်နေလိုက်ပြီးသွားအခုက transfer ဆိုတော့ transfer ဆိုတဲ့တာလေးကိုနေပြီနေပြီးရင်ပေါ်ဆုံးမှာ transfer ဆိုတဲ့တာကြီး transfer weight ရရင်ပြီးဒါလေးနေမယ်ပြီးရင်ဒီမှာကျတော့ဘယ်လိုလဲတခြားကောက်ထဲလားဒီကိုယ့်ရဲ့ဒီဆန်ရမ်းအကောက်ထဲလာဆိုမိအဆုံးအောင်စားဖို့နည်းနည်းထည့်ပြီးဒီမှာကိုလွှဲခြင်းနဲ့နံပါတ်ဘန်ကောက်နံပါတ်ဥပမာကွေးနံပါတ်ဆိုကွေးနံပါတ်ပါကိုလွှဲခြင်းနဲ့နံပါတ်ကိုရိုက်ထည့်မယ်ကွေးလွှဲမဲ့နံပါတ်က3ဒီနေ့ဒါကကွေးတကယ်ချင်းပေါ့ကောနော်ဘန်ကောက်နံပါတ်ပေါ့ဒီဘန်ကောက်ကိုပြည့်စုံရိုက်ပြီဆိုလို့ရှိရင်အပေါ်ဆုံးဟာလေးနေပြီနော်ပြီးရင်မြေဘလောက်လွှဲချင်အောင်30ဆို30 100ဆို100ကိုလွှဲချင်တဲ့အမောင့်ကိုဒီမှာထည့်မယ်ကိုရတစ်ချက်ဆက်ဘောက30စမ်းနေနဲ့ပြဆိုဒီမျက်စိရောက်ဒီညမှာခုနအမောင့်ထည့်ပြီးဒီညမှာကိုလွှဲချင်တဲ့လူရဲ့နာမည်ပေါ်လာတယ်ဒီမှာစုမြင့်ထုံးဒါဆိုရင်ကိုတငယ်ချင်းအကောက်စုမြင့်ထုံးပြီးရင်ကိုလွှဲချင်တဲ့အမောင့်ကတေချာလားမတေချာဘူးလားဒီမှာတစ်ချက်စစ်ပြီးဆိုတာနဲ့ဒီမှာ yes ဆိုတဲ့ဇာလေးနှိပ်တယ် yes ဆိုတဲ့ဇာလေးနှိပ်လိုက်ရင်ဒါ control လုပ်ခိုင်းတာတေချာသွားပြီလားမင်းရဲ့ transfer တေချာသွားပြီလားမတေချာသွားပြီဆိုလို့ရှိရင်ဒီမှာအပေါ်ဆုံးက yes ဆိုတဲ့ဇာလေးဆက်နှိပ်လိုက်ရင်ကိုလွှဲချင်တဲ့သူစီကိုရောက်သွားပြီတွဲလိုက်ပါပေါ့ပြီးရင်သူထုတ်တယ်စလေးလေးထွက်လာလေစလေးလေးပြလာအဲ့ဒီစလေးလေးကိုလည်းကိုယူထားရမယ်ဘာလို့လဲဆိုတော့ဒီကိုလွှဲထားတဲ့သူကိုဓာတ်ပုံရဲပြနေအောင်ဒီမှာကိုလွှဲထားတဲ့သူရဲ့နံပါတ်ပါတယ်အမောက်ပါတယ်ဒီဟာလေးကိုလွှဲထားတဲ့သူကိုဓာတ်ပုံရဲပြီးပို့နေအောင်ပြောမှဆိုဒါတော့တက်တယ်ပေါ့ကွာဒါလေးကိုမနှုတ်ပြန်တယ်